မင်္ဂလာပါရှင်ဒါလေးကတော့ပိတ်သားလေးကိုကတော့ဒီပေါ့နော်ဒါဘာလို့ခေါ်လဲအမလီပိတ်အက်ကိုဘယ်လိုလဲဆိုစိတ်အာရုံခံစားချက်နဲ့ထိုးရတယ်သူကဘာလဲဆိုတော့လေစိတ်ထဲမှာတရုတ်အဆိုင်ကူတာနီပေါ့နော်သူဒီတိုင်းဒဲထိုးလို့လည်းမရအဲ့မှာခံစားချက်ရှိရအသားလေးကိုပေါက်ပြီးဆိုတော့မှဖြည်းဖြည်းချင်းထိုးချဘောက်ဆိုထိုးလို့လည်းမရဘူးပေါ့နော်ပိတ်သားရဲ့သဘောတဘာဝရဲ့အနေငယ်ထူလို့ပါတင်ပြီးလို့ရှိရင်အဲ့လိုနည်းနည်းလေးအားသုံးရပါတယ်တကြဆက်ချုပ်တဲ့သူတွေအားမသုံးရဘူးလို့ထင်ပါစလို့ပါမိဘူးကစပေါင်ကြီးနော်ပေါင်ချိန်ကြီးအများများတဲ့ပေါင်ချိန်ကြီးနဲ့သုံးရတာပါဆိုတော့ဒါလေးက dripping လုပ်မယ်ပေါ့နော်ပိတ်သားလေးကိုထပ်မယ်သူ့ကိုဘာလုပ်မလဲဆိုတော့အချီလေးနဲ့ကောက်မယ်ပေါ့နော်ဒါတော့ dripping egg လေးရှိပါတယ်ဒီလိုမျိုးထပ်တဲ့အခါမှာသုံးတဲ့အကောက်ကလေးရှိရပေါ့နော်ကကြတော့ဒီဟာအသားကျနေတဲ့အတွက်ကြောင့်မလို့ဒီလိုငွေအက်ကလေးတွေပဲသုံးပြီးတော့မှအကူပစ္စည်းလေးတွေသုံးသွားရဲပေါ့နော်အဲ့ဒါလေးပါရှင်ဒီလိုလေးထပ်ပါတယ်ဒါကတော့မချုပ်ရသေးပါဘူးတတရားမြောင်နေဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်